feeling ကကေကလွန်ခဲ့တဲ့2နှစ်လောက်ကရေးထားတာပေါ့နော်ဒါကေရဲ့ခန်းစားချက်လေးတစ်ခုလည်းဖြစ်တယ်ပေါ့ကေကပြီးလို့ရှိရင်တငယ်ချင်းတွေအကုန်လုံးကလည်းခဏဖုန်းစလန်ဆက်ကြရပေါ့နော်ဖုန်းလန်ဆက်တော့တငယ်ချင်းအသေးကွဲတယ်တငယ်ချင်းအသေးကွဲတယ်ဆိုသူတို့ဆိုလို့ရှိရင်လည်းကွဲပြီးလို့ရှိရင်ခဏပြန်ပြီးသူတို့ပဲနဲ့အဆင်ပြန်ပြေသွားကြတယ်နော်အဲ့ဒါလေးကိုစိတ်ဆက်ပြီးတော့ကိုလည်းအဲ့လိုပဲအသေးကွဲတယ်ဆိုလို့ရှိရင်ကိုရပိုင်းလေးပဲကွဲတယ်ဆိုတော့ဒီရပိုင်းကွဲတဲ့အသေးလေးဆိုပြီးတော့အသေးတွေကွဲဒီရပိုင်းအတွင်းဆိုပြီးအဲ့ဒါလေးကိုတီးပြီးတော့ကေကရေးဖြစ်သွားတာပေါ့နော်တချင်းရေးဖို့တေးရေးစရာလုပ်ဖို့ဆိုတော့ခန်းစားချက်ကြီးကပါမလားငငယ်လေးရတယ်လေကိုငါတချင်းဆိုတယ်ငါတချင်းရေးနိုင်ရမယ်ဆိုတော့စိတ်ကလေးနဲ့ကိုရေးတာပေါ့ဘယ်သူမှလည်းကေပေးမဆိုဘူးဘာလို့ဆိုတော့ကေကကေတချင်းကေကိုတိုင်းပဲဆိုဖို့အတွက်ပဲကေကဖန်တီးထားတာပေါ့နော်ဘယ်သူမှလည်းပေးမဆိုခဲ့ဘူးမမကတော့ပထမဆုံးပဲပထမဆုံးမှဒီပထမဆုံးနဲ့တင်ပေါက်မြောက်သွားတယ်အရင်ပီတီဖြစ်ရပါတယ်ဟုတ်မိုင်းလေးနဲ့ကတ်ဆက်တယ်လို့ပြောမှာနော်ကတ်ဆက်တယ်ဟုတ်တယ်မမနဲ့ရန်ကတ်ဆက်တယ်အသက်က feeling ကကေကလွန်ခဲ့တဲ့2နှစ်လောက်ကရေးထားတာပေါ့နော်ဒါကေရဲ့ခန်းစားချက်လေးတစ်ခုလည်းဖြစ်တယ်ပေါ့ကေကပြီးလို့ရှိရင်တငယ်ချင်းတွေအကုန်လုံးကလည်းခဏဖုန်းစလန်ဆက်ကြရပေါ့နော်ဖုန်းလန်ဆက်တော့တငယ်ချင်းအသေးကွဲတယ်တငယ်ချင်းအသေးကွဲတယ်ဆိုသူတို့ဆိုလို့ရှိရင်လည်းကွဲပြီးလို့ရှိရင်ခဏပြန်ပြီးသူတို့ပဲနဲ့အဆင်ပြန်ပြေသွားကြတယ်နော်အဲ့ဒါလေးကိုစိတ်ဆက်ပြီးတော့ကိုလည်းအဲ့လိုပဲအသေးကွဲတယ်ဆိုလို့ရှိရင်ကိုရပိုင်းလေးပဲကွဲတယ်ဆိုတော့ဒီရပိုင်းကွဲတဲ့အသေးလေးဆိုပြီးတော့အသေးတွေကွဲဒီရပိုင်းအတွင်းဆိုပြီးအဲ့ဒါလေးကိုတီးပြီးတော့ကေကရေးဖြစ်သွားတာပေါ့နော်ဘယ်လိုလဲဆိုတော့ကေကကြတော့ liberal လေးနော်ကေကအရန်ချစ်တတ်တယ်ဒါပေမဲ့ကိုतू ကမချစ်တော့ဘူးဆိုလို့ရှိရင်ကေကလည်းမူအောင်တာမြန်တဲ့ထဲပါတယ်အဲ့ကြောင့်မို့ရပိုင်းလေးပဲကွဲတဲ့အသေးဆိုပြီးကေရေးဖြစ်လာတာပါဟုတ်ကဲ့ရှင်တကယ်တော့ဒီတချင်းလေးကိုပေါ့နော်ကေကတချင်းရေးဖို့တေးရေးစရာလုပ်ဖို့ဆိုတော့ခန်းစားချက်ကြီးကပါမလားငငယ်လေးရတယ်လေကိုငါတချင်းဆိုတယ်ငါတချင်းရေးနိုင်ရမယ်ဆိုတော့စိတ်ကလေးနဲ့ကိုရေးတာပေါ့ရေးတော့ဒီတချင်းလေးကိုအဓိကတော့ကိုတိုင်းဆိုချိုးမယ်ဆိုပြီးရေးထားတာပေါ့နော်ဒါပေမဲ့မေကြီးကိုပြလိုက်တယ်မေကြီးနဲ့မမကိုပြလိုက်တယ်ပြလိုက်တော့မေကြီးနဲ့မမကလည်းကြိုက်သွားအေးဒါကတော့မေကြီးမမနဲ့ဆိုလိုက်လို့ရှိရင်ပိုပြီးကောင်းရမယ်ပေါ့မမနဲ့လည်းပိုလိုက်မယ်ဆိုတော့လိုက်ဖက်မယ်ဆိုရဟာနဲ့မမကိုလေးဖြုတ်သွားတာပါဟုတ်ကဲ့အရန်လိုက်ဖက်တာညီမလေးထက်တောင်မမနဲ့ပူလိုက်ဖက်နေသေးတယ်လေဒါမမအခုချိန်မှာပျော်ရွှင်နေရဆိုပေမဲ့ပေါ့နော်အသေးကွက်တစ်ချက်နဲ့ပူလိုက်ဖက်တာတွေ့ရတာပေါ့နော်တွေ့ရတော့မမနဲ့အရန်လိုက်တယ်ဒါမမအတွက်ရေးထားတာဖြစ်နေရဲ့အဲ့ဒါမမပဲဆိုပေးပါဆိုပြီးတော့မမဆိုခိုင်းလိုက်တာပါရှင်တော့ငါမင်းငါဆိုတဲ့လောက်ခံနေလေချစ်ခဲ့ကိုဆိုငါမမင်းမရှိတော့တဲ့လို့ရှင်တော့ငါမင်းငါဆိုတဲ့လောက်ခံနေလေချစ်ခဲ့ခုဆိုငါမမရှိတော့တဲ့လို့အိစားသားလေးရမ်းချိုက်ပါရဲ့ရှင်အရှမ်းပြောရပါဆိုတော့ကိုအမပေါက်တာဆိုတာလေကိုပေါက်တယ်လို့ပဲလीနော်ကိုအမကို appreciate လုပ်ပြီးတင်ပြီးရတဲ့သဘောမှရှိရဲ့ကိုကေရတချင်းလေးဆိုတယ်ဆိုပေမဲ့ကေရတချင်းလေးတွေကဘယ်လိုပြောရမလဲ rich မရောက်သေးဘူးကိုတေးရနာမည်လေးနဲ့မအဲ့လိုလေးဖောက်ပေးလိုက်တဲ့အချိန်မှာကိုမကိုလည်းရမ်းချစ်တယ်နဲ့ချစ်တယ်လို့ဒီနေ့ပြောကြပါလိမ့်ရှင်ပထမဆုံးတော့ပြောလို့ရဘယ်သူမှလည်းကေပေးမဆိုဘူးဘာလို့ဆိုတော့ကေတချင်းကေကိုတိုင်းပဲဆိုဖို့အတွက်ပဲကေကဖန်တီးထားတာပေါ့နော်ဘယ်သူမှလည်းပေးမဆိုခဲ့ဘူးမကတော့ပထမဆုံးပဲပထမဆုံးမှဒီပထမဆုံးနဲ့တင်ပေါက်မြောက်သွားတယ်အရင်ပီတီဖြစ်ရပါတယ်ဟုတ်မိုင်းလေးနဲ့ကတ်ဆက်တယ်လို့ပြောမှာနော်ကတ်ဆက်တယ်ဟုတ်တယ်မမနဲ့ရန်ကတ်ဆက်တယ်ရှင်ဟုတ်ကေကတော့ TikTok မဆော့ဖြစ်ဘူး TikTok လည်းတိတ်ဘယ်လိုပြောရမလဲဝါသနာမပါဘူးကေကလေဒါပေမဲ့ TikTok လေးကိုချက်လောက်နှိပ်ကြည့်လိုက်ချက်ဘာပဲလို့ပေါ်ပြလာစောင်းရအဲ့တချင်းလေးဖြစ်နေအရင်ပြောတာပဲတိလားငါတချင်းလေးကတော့ပေါက်သွားပါလေလေးဆိုပြီးအရင်ပီတီဖြစ်ရပါတယ်အဲ့ကြောင့်နောက်ထပ်တဲ့တချင်းဆိုလို့ရှင်လေအားပေးဖို့ပြောချင်ပါတယ်ရှင်တေးနဲ့ပဲပေါက်တေးဆိုနဲ့ပဲပေါက်အဲ့ကိုနာမည်ကိုပေါက်သွားတဲ့အတွက်ကြောင့်မမကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့ဒီတချင်းကိုနားထောင်ကြရတဲ့တယောက်ချင်းတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီအသေးခွဲ feeling ဆိုတဲ့တချင်းလေးကိုမမမိုင်လေးထွက်ထားပါတယ်ရှင်နားမထောင်ရသေးလို့ရှင်လည်းနားထောင်ပေးပါအောင်လို့ပြောချင်ပါတယ်ရှင်ဒီတချင်းလေးဖန်တီးဖို့ရှိပါတယ်ပြီးလို့ရှိရင်အများကြီးပေါ့နော်တချင်းအသေးခွဲတချင်းလေးရေးထားတယ်အချစ်တချင်းလေးရေးထားပြီးတော့ကေရေးထားတဲ့တချင်းလေးတွေကိုနောက်ကောင်မလေးတွေလည်းချဝဲထားရလဲရှိရထွက်ဖို့ရှိပါတယ်ကေကိုယ်တိုင်လည်းထွက်ဖို့ရှိပါတယ်အားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်